မှာဆိုလို့ဂေါရမဗုဒ္ဓမြတ်စွာဘုရားရသူကျွန်တော်ပလင်နဲ့တော့မထားဘူးဒီတိုင်းထားတာပလင်နဲ့မထားဘူးသူတော်ကပလင်နဲ့မနေခြင်းလို့ခင်ဗျာဘယင်းအောင်ဆိုရင်တော့ပလင်ရှိတယ်ဘယင်းနဲ့ပလင်နဲ့မနေခြင်းလို့ခင်ဗျာတောထဲမှာသွားပြီးတယောက်တည်းမိမနဲ့ရှိသမျှအကုန်လုံးကိုဗျာဘယင်းဘဝဘယင်းဖြစ်မဲ့အင်ဂျင်မင်းသားစွန့်ပြီးဒိုးသွားရဆရာသမား thank you so much သူတော်ဒိုးသွားတယ်သူ့ကျွန်တော်ဘာလို့ပလင်နဲ့ထားတဲ့အကြောင်းရှိတယ်ဘာမှနဲ့ပလင်နဲ့ထားတဲ့အကြောင်းမရှိဘူးဆိုတော့သူ့ကိုကျွန်တော် respect ထားတယ်ဆိုတာဒါပပူးရုပ်တစ်ခုပဲပပူး just ပပူးရုပ်မယုံလား just ပပူးရုပ်တကယ်ကောင်းမြန်ဒါပပူးရုပ်ပဲဒါပပူးရုပ်ပဲ made in China ပပူးရုပ်ပဲ really ပပူးရုပ်ဆိုတော့ဒါမဲ့ကျွန်တော်ဘာဖြစ်လို့သူ့ကိုထားလဲကိုးွယ်တာမဟုတ်ကျွန်တော်တို့ပကြီကားတွေထားတယ်လို့ပဲဟိုမှာနောက်မှာကျွန်တော်နောက်မှာဒါမိဘမြစ်တာကိုဖော်ကျူးတဲ့ပကြီကားလူမဲအမေကလူမဲသူ့သားလေးကိုနမ်းနေတာလူမဲပုံပြအိမ်မှာရှိတာအဖြူပုံလေးထားပါလားအမေရိကမှာနေအဖြူပုံလေးထားပါလားဘော fucking racist ဗမာပြည်ကခမရစောက်ရမ်းသားရောင်ခွဲကြတယ်စောက်ရမ်းလူမျိုးတွေခွဲကြတဲ့တိုင်းပြည်ဒီတိုင်းပြည်ဒီနေ့ယနေ့ဒီလိုဘဝကြောက်ရတာကျွန်တော်ကတော့မအံ့အောင်တရင်မဖြစ်ဘူးသူပြောရတယ်ဘာမှမခွဲနဲ့သူပြောရတာ no ဟာခုတ်ကဂေါတမပဲဗုဒ္ဓမြတ်စွာဘုရားပဲအထီးမှလည်းမခွဲဘူးအမျိုးသမီးမတက်ရလို့ तू မပြောသွားဘူးတခါမှအမျိုးသမီးမတက်ရလို့ तू အမျိုးသမီးနဲ့မျိုးသားတော့ခွဲမသွားဘူးနော်ယောဂီကျင့်စဉ်ကိုယောဂကျင့်စဉ်ကိုကျင့်တဲ့ယောဂီတွေဟာအမျိုးသမီးတွေလည်းပါတယ် तू မခွဲသွားဘူး discrimination ကို तू အကြီးကျယ်ကန့်ကွက်တယ်အစင်တန်းမခွဲရအောင်ဆိုတဲ့အကြောင်းကို तू တွေးပြသွားပြီလူဟာလူပဲတဲ့သူ့လည်းမကိုးကွယ်ခိုင်းဘူးမိမိကိုယ်သာကိုးကွယ်ရလို့ तू ပြောရတာ ကျွန်တော်မပြောကျွန်တော်ဘာမှမပြောကျွန်တော်ဘာမှပြောတဲ့အကြောင်းမရှိသူ့ကိုခုတ်ထုတ်တာသတင်းတောက်ဆိုတော့ခုတ်ထုတ်တာဟုတ်လား तू ပြောတာမှန်တယ် yes तू ပြောတာ yeah तू ပြောရတာဗမာပြည်မှာကကြတော့တကယ်အသားရောင်ခွဲခြားမှုပြင်းထန်တယ်လူမျိုးရေးခွဲမှုပြင်းထန်တယ်ဘာသာရေးခွဲခြားဆက်ဆံမှုတွေပြင်းထန်တယ်အခုနောက်ဆုံးပဲကြည့်တိုက်လေရင်နေနဲ့ဘာသာရေးအဆောက်အုံတွေကိုပြစ်မှတ်ထားပြီးပြစ်နေတယ်တိုက်လေရင်နေနဲ့ဘာသာရေးအဆောက်အုံတွေကိုချင်းပြည်မှာပြစ်ခဲ့တာကြားလာပြီဆိုတော့ဒီလိုနိုင်ငံမျိုးဒီလိုဘဝကိုကြားရတာမဆန်းဘူးဗျဒီလောက်ခွဲခြားဆက်ဆံမှုတွေပြင်းထန်တဲ့တိုင်းပြည်ဒီလောက်အသက်လို့ဖြက်လို့စိတ်တွေပြင်းထန်တဲ့တိုင်းပြည်ယနေ့ဒီဘဝကြားရတာမဆန်းဘူးဗျဒီနိုင်ငံတွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေလူတွေကကွာငင်းချင်းချင်းမနေတတ်တာငင်းချင်းနဲ့နေတဲ့တိုင်းသားတွေကိုအမြဲတမ်းသွားပြီးနှောက်ယှက်ပြီးတော့ဒုက္ခပေးနေတာဗမာတက်မတော်ဟာဆိုတော့ဒီနိုင်ငံထဲမှာရှိတဲ့လူ